ဒါကတော့ကိုလာဖြစ်ပြီးဩစတြေးလျတိုက်မှာပဲတွေ့ရတဲ့တစ်ပင်ပေါ်မှာနေထိုင်တဲ့အရွက်စားမှာစုပြီးတဲ့သားပိုက်ကောင်တစ်မျိုးပါကိုလာဝုံလို့လည်းခေါ်လေးရှိပေမဲ့တကယ်တမ်းတော့ဝုံမဟုတ်ပါဘူးကိုလာဆိုတဲ့စကားလုံးကဩစတြေးလျတိုင်းသားဘာသာစကားတစ်ခုဖြစ်တဲ့ဒရတ်မှလာတာဖြစ်ပြီးရေမလို့လို့အဓိပ္ပာယ်ရပါတယ်ကျောင်းရင်းကတော့ကိုလာတွေကရေကိုဂျူကလေးအရွက်ကနေအများပြားရယူနိုင်လို့ဖြစ်ပါတယ်ကိုလာတွေကဂျူကလေးအရွက်ကိုအဓိကစားသုံးပြီးအစိတ်ရှိတဲ့အရွက်တွေကိုပါစားသုံးနိုင်အောင်ခန္ဓာကိုယ်ကအထူးပြောင်းလဲထားပါတယ်ကူလာတွေကိုအဓိကအားဖြင့်ဩစတြေးလျရှေ့ပိုင်းနဲ့တောင်ပိုင်းကမ်းရိုးတန်းကယူကလစ်တစ်တော်တွေမှာတွေ့ရပါတယ်။ကူလာတွေရဲ့အရွယ်စားကအလျား60စင်တီမီတာကနေ85စင်တီမီတာအထိရှိနိုင်ပြီးအလေးချိန်ကတော့9ကီလိုဂရမ်ကနေ14ကီလိုဂရမ်ထိကွာခြားနိုင်ပါတယ်။သူတို့ရဲ့တက်တန်းဟာဆိုရင်10နှစ်ကနေ12နှစ်ထိတက်ရှင်နိုင်ပါတယ်။ကူလာတွေကတရက်ကို17နာရီကနေ22နာရီလောက်ထိအိပ်ဆက်အနားယူလေးရှိပါတယ်။သူတို့ရဲ့လက်ချောင်းတွေမှာစန့်ကျင်ဘက်လှုပ်ရှားနိုင်တဲ့လက်မတွေရှိပြီးတစ်ပင်ကိုတက်နိုင်ဖို့အလွန်ကောင်းမွန်ပါတယ်။ကိုလာမားဒီမှာတော့အနောက်ဘက်ကိုလှည့်ထားတဲ့အိတ်အိတ်ပါရှိပြီးအဲ့ဒီအိတ်ထဲမှာတားငယ်ကလေးတွေကိုထည့်ထားပြီးကြီးထွားအောင်ဆောင်းရှောက်ပါတယ်။အခုဆိုကိုလာတွေကတစ်တော်ပြုံးတီးမှုမြို့ပြတိုးချဲမှုမိဘရဲ့အနေနဲ့ရာသီဥတုပြောင်းလဲမှုတွေကြောင့်ကိုလာတွေရဲ့ကျက်စားရနေရာတွေလျော့နေလာပါတယ်။ကိုလာတွေကဩစတြေးလျရဲ့တင်ကေတသတ္တဝါတစ်ကောင်ဖြစ်ပြီးတဘာဝတစ်တော်စနစ်နဲ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအတွက်ပါအရေးပါတဲ့သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ဒါကတော့ပင်လယ်လေးဖြစ်ပြီးသူတို့ကဒိုင်နိုဆောခေတ်ကတည်းကအသက်ရှင်တန်ခဲ့တာပါသူတို့ကရှေးကြသောသတ္တဝါတွေထဲကတစ်ခုဖြစ်ပြီးလွန်ခဲ့တဲ့နှစ်သန်းပေါင်း100ကျော်200ကတည်းကကမ္ဘာမြေပေါ်မှာရှိနေခဲ့တာပါကမ္ဘာပေါ်မှာပင်လယ်လေးမျိုးစိတ်9မျိုးရှိပြီးမြန်မာနိုင်ငံမှာတော့ဆင်းရောင်ပင်လယ်လိပ်လိပ်ခွန်ညံ့နဲ့တန်ကြက်ပင်လယ်လိပ်တို့ကိုတွေ့ရပါတယ်မျိုးစိတ်ပေါ်မူတည်ပြီးသူတို့ရဲ့အလေးချိန်ကပေါင်150ကနေပေါင်2000အထိရှိနိုင်ပါတယ်သူတို့ကနှစ်ပေါင်း90ကနေ100အထိတက်ရှင်နိုင်ကြပါတယ်ပင်လယ်လေးအများစုကပင်လယ်မြက်ရေညှိရေမော်ခယူငါးသေးသေးလေးတွေနဲ့ရေခူတွေကိုစားကြပါတယ်အမားတွေကတားပေါက်ဖို့အတွက်ကမ်းခြေပေါ်တက်လာပြီးတဲတောင်မှဥကြပါတယ်မြန်မာနိုင်ငံမှာတော့နိုဝင်ဘာလကနေမတ်လအထိဥတက်ပါတယ်ပင်လယ်လေးတွေကအတန်ထွက်နိုင်ပြီးသူတို့ရဲ့အတန်ကကျွန်တော်တို့ကြိုးထားတဲ့အတန်နဲ့အတူတူပါပဲမြန်မာနိုင်ငံကသမီးလှကျွန်းကပင်လယ်လေးကြီးတွေဥချပြီးတားပေါက်ရာဒီသားအဖြစ်ထင်ရှားပါတယ်ပင်လယ်လေးတွေကစူညံတဲ့နဲ့အလင်းရောင်ကိုသဘောမကျတဲ့အတွက်အမောင်တူးထဲမှာတဲတောင်ပေါ်တက်ပြီးဥလေးရှိပါတယ်လူသားတွေကသူတို့ကိုအသားစားဖို့အခွန်တွေကိုအလှချင်ဖို့နဲ့ဥတွေကိုစားသုံးဖို့အတွက်အလွန်ကြုံဖန်ဆီးတာကြောင့်ပင်လယ်လေးအကောင်ကြီးကျဆင်းနေပါတယ်။နောက်ပြီးတဲတောင်မြင်တွေပျက်စီးတာနဲ့ပင်လယ်ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်လာမှုကြောင့်ဥဖို့နေရာရှားပါလာပါတယ်။ပင်လယ်လေးတွေကပင်လယ်ကေရစနစ်ရဲ့အဓိကအခန်းကဏ္ဍမှာပါဝင်နေပြီးပင်လယ်မြက်ခင်းတွေကိုစားသုံးပေးတာကြောင့်ပင်လယ်ကြီးကိုအသက်ရှည်စေတဲ့သတ္တဝါတွေဖြစ်ပါတယ်။ပင်လယ်လေးတွေကကေရစနစ်တစ်ခုလုံးအတွက်ရေးပါတာကြောင့်သူတို့ကိုထိန်းသိမ်းဆောက်ရှောက်ဖို့ကျွန်တော်တို့လူသားတိုင်းမှာတာဝန်ရှိပါတယ်